တုတ်တန်ချမ်းအခန်းကြီး20အခန်းငယ်1မှ30စပြည့်ရည်သည်လက်စားတတ်၏တေရက်တည်ရုံရင်းခတ်ပြုခြင်းအမှုကိုဖြစ်စေတတ်၏ထို့သောအာဖြင့်မာယွသောသူသည်ပညာမရှိရှင်ဘရင်ကြောက်စေသောအမှုအရာသည်ချင်းသိဟောက်ခြင်းနှင့်တူ၏အမျက်တော်ကိုနှိုးဆော်သောသူသည်မိမိအသက်ကိုပြစ်မှား၏ရန်တွေ့ခြင်းကိုငြိမ်းစေသောသူသည်ဂုဏ်အသေးရှိ၏မိုက်သောသူမူကားအမှုနှင့်ရောနှောတတ်၏ချမ်းသောကြောင့်ပြင်းရည်သောသူသည်လယ်မလုပ်လို့ထို့ကြောင့်စပါးရိတ်သောကာလ၌သူတစ်ပါးကိုတောင်းတော်လည်းမရရာလူစိတ်နှလုံး၌ပညာအကျံသည်နှက်သောရည်နှင့်တူတော်လဲဉာဏ်ကောင်းသောသူသည်ခက်ယူလိမ့်မည်လူများတို့သည်မိမိတို့ပြုသောကျေးဇူးကိုကြားပြောတတ်၏သစ္စာရှိသောသူကိုကအဘယ်သူရှာ၍တွေ့နိုင်သနည်းဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍သူ၏သားစဉ်မြေးဆက်တို့သည်မင်္ဂလာရှိကြ၏တရားပလင်ပေါ်မှထိုင်သောရှင်ဘုရင်သည်မကောင်းသောအမှုအရာရှိသမျှတို့ကိုမျက်စိတော်နှင့်ပယ်ရှင်းတတ်၏ငါသည်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေသည်အပြစ်နှင့်ကင်းလွတ်၏ဟုအဘယ်သူဆိုနိုင်သနည်းအလေးချင်းမတူသောအလေးအဝင်ချင်းမတူသောတင်းတောင်းတို့ကိုထာဝရဘုရားဆက်ဆုပ်ယူရှာတော်မူ၏သူငယ်တော်လည်းမိမိပြုသောအမှုသည်စင်သည်မစင်သည်မှန်သည်မမှန်သည်ကိုမိမိအချင်းအရာအားဖြင့်ပြ၍မိမိသဘောကိုထင်ရှားစေ၏ကြားတတ်သောနားကို၎င်းမြင်တတ်သောမျက်စိကို၎င်းထာဝရဘုရားဖန်ဆင်းတော်မူ၏ဆင်းရဲမည်ဟုစိုးရိမ်စရာရှိသည်ဖြစ်၍အိတ်ချင်းကိုမတတ်မှတ်နှင့်နိုးတက်ရင်ဝါစွာစားရ၏ဝယ်သောသူကမကောင်းဘူးဟုဆိုတတ်၏ဝယ်၍တွားပြင်းမှဝါကြွားတတ်၏ရွှေရှိ၏ပရမများလည်းရှိ၏ပညာအတတ်နှင့်ပြည့်စုံသောနှုတ်မူကားအလွန်အဖိုးထိုက်သောယတနာဖြစ်၏မကျွမ်းသောသူအတွက်အမျိုးပြတ်သောမိန်းမအတွက်အာမခံတတ်သောသူသည်အဝတ်အစားရှိသောဥစ္စာတစ်စုံတစ်ခုကိုအောင်ထားစေလှည့်စား၍ရသောအစာသည်ချိုမြိန်တော်လဲစားသောသူ၏နှုတ်သည်ကြောက်စဲနှင့်ကြည်လိမ့်မည်အကျဉ်ရှိသောသူသည်သူတစ်ပါးနှင့်တိုင်ပင်နှင့်အကျဉ်ထားမြောက်တတ်၏ကောင်းသောတိုင်ပင်ချင်းရှိမှသာစစ်မှုကိုပြုရမည်လဲ၍စကားများသောသူသည်လှို့ဝှက်အပ်သောအရာကိုဖော်ပြတတ်၏တို့ဖြစ်၍ချောမော့တတ်သောသူနှင့်မပေါင်းဖော်နှင့်အကျဉ်သူသည်မိဘကိုကျိန်ဆဲ၏ထိုသူ၏မိခွက်သည်ထူထပ်သောမောင်မိုင်း၌တည်လိမ့်မည်အမွေဥစ္စာကိုအစအဦး၌အလင်းရနိုင်တော်လဲအဆုံး၌အမင်္ဂလာဖြစ်လိမ့်မည်ငါသည်ရန်တုတ်ပြုမည်ဟုမဆိုနှင့်ထာဝရဘုရားကိုငှဲ့လင့်သောတို့ပြုလင်ကဲတင်တော်မူလိမ့်မည်အလေးချင်းမတူသောအလေးတို့ကိုထာဝရဘုရားဆက်ဆုပ်ယူရှာတော်မူ၏ဆင်းလဲသောချိန်ခွင်လည်းအပြစ်ရှိ၏လူသွားရလမ်းတို့ကိုထာဝရဘုရားစီရင်တော်မူ၏တို့ဖြစ်၍သူသည်မိမိသွားရလမ်းတို့ကိုအဘယ်သို့နားလည်နိုင်သနည်းဖျားအမှု၌စကားလုံးမိသောသူသစ္စာဂတိထားပြီးမှမြင်းမြတ်သောသူသည်ကြော်ကွင်းနှင့်တွေ့မိပြီးပညာရှိသောရှင်ဘုရင်သည်လူဆိုးတို့ကိုကွဲပြားစေ၍ဘီးနှင့်ဖိတတ်၏လူဤစေဝိညာဉ်သည်ကိုအတွင်း၌ရှိသမျှတို့ကိုစစ်ဆေးသောထာဝရဘုရား၏မိခွက်ဖြစ်၏ဂရုဏာတရားနှင့်သစ္စာတရားသည်ရှင်ဘုရင်ကိုဆောင်းမတတ်၏ရာဇပလင်တော်သည်ဂရုဏာတရားအားဖြင့်မြဲမြံတတ်၏လူပြို၏ဘုံမူကားအစွမ်းတတိလူအို၏ဂုံအတရေကားဖြူသောသပင်ဖြစ်၏အနာကိုမှွေနှောက်ခြင်းအားဖြင့်အဆိုးအညစ်နှင့်ကင်းစင်တတ်၏တန်ချက်ရာတို့သည်လည်းကိုအတွင်းအရက်တို့၌ထိုသို့သောကျေးဇူးကိုပြုတတ်၏